ဝယ်လာတဲ့မျက်စားငါးကိုအတုံးကြီးကြီးတွေတုံးလိုက်ပါပြီးရင်ရေစင်ထဲကိုကြက်သွန်မြိတ်ချင်းနဲ့အရက်ပြန်အပြင်အနှဲငယ်ထည့်ပြီးငါးတုံးတွေကို15 မိနစ်ခန့်စိမ်ထားလိုက်ပါဒါဆိုရင်ငါးညီနှံ့ကိုပျောက်စေရုံတင်မကပဲငါးသားကိုလည်းပိုပြီးနူးညံ့အိပ်ဆက်သွားစေပါတယ်ပကံလုံးတစ်လုံးထဲမှာဂျင်းတောက်တောက်ဆူကြက်သွန်ဖြူတောက်တောက်ဆူကြက်သွန်မြိတ်ငရုတ်သီးစိမ်းနီတောက်တောက်ဆူနဲ့ပဲငပီးတို့ကိုထည့်ပါပြီးရင်စီပူပူလေးလောင်းထည့်ပြီးအမွှေးနှံပေးလိုက်ပါဆက်လက်ပြီးစားကြက်သားမှုတ်ပဲငပီးအကြည်ခရူးစီနဲ့ကစီမှုတ်အနှဲငယ်ထည့်ပြီးတမအောင်မွေပေးပါရလာတဲ့အနှစ်တွေကိုစိန်ထားတဲ့ငါးတုံးတွေပေါ်လောင်းထည့်ပြီးငါးတုံးတိုင်းမှာအနှစ်တွေနှက်ဆက်သွားအောင်တေချာပို့လိမ့်ပေးပါပြီးရင်တော့ပေါင်းအိုးထဲထည့်ပြီးမီးပြင်းပြင်းနဲ့မိနစ်အတန်ကြာ10 မိနစ်ခန့်ပေါင်းပေးရပါမယ်ငါးပေါင်းနေတဲ့အချိန်မှာပကံလုံးထဲကြက်ဥတစ်လုံးဖောက်ထည့်ပြီးငွေထားလိုက်ပါအချို့ကဗီဒီယိုကိုငြိမ်ငြိမ်လေးကြည့်ရတာကြိုက်ပေမဲ့အသေးလေးတော့တိတ်တိတ်လေးပေးသွားတတ်ကြပါတယ်အဲ့ဒီလိုလူမျိုးကတကယ်ကိုချစ်စရာကောင်းပြီးကျင်နာတတ်တဲ့အပြင်စိတ်နှလုံးလည်းအယမ်းကောင်းကြပါတယ်တချို့တွေကြတော့လဲကြည်ပြီးတာနဲ့ဘာမှမလုပ်ပဲထွက်သွားတတ်ကြတယ်နည်းနည်းလေးတောင်မေတ္တာမရှိကြဘူးနော်ကဲငါလဲကြက်ပြီဆိုရင်တော့စီပူပူတဲ့ကြက်သွန်မြိတ်နဲ့ငရုတ်သီးလေးတွေထည့်ပြီးအမွှေးဖောက်ထားတဲ့စီပူကိုငါးပေါင်းပေါ်ဓာတ်ရိုက်လောင်းထည့်လိုက်ရုံနဲ့အသင့်သုံးဆောင်နိုင်ပါပြီဒီလိုနီးနဲ့လုပ်တဲ့မျက်စားငါးကအသားကနူးညံ့ပြီးအရသာရှိလွန်းလို့ပါဇက်သေးတင်အရသာဆွဲကြံနေစီမှာပါကြိုက်နှစ်တက်တယ်ဆိုရင်တော့စမ်းလုပ်ကြည့်ဖို့အတွက်တင်းစီထားလိုက်ပါဦးနော်